ကျွန်တော်တို့ credit ပေးရမှာတော့ကိုအောင်မင်းကိုတော့ credit ပေးရမှာပဲဒီဘာကြောင့်လဲဆိုသတင်းကသူ့ဘက်ကိုပဲအပြိုင်ဖုံးတာနော်ကျွန်တော်အံ့ဩဖို့ကောင်းတာကသတင်းကိုပြန်ဖုံးဖို့ကြိုးစားတဲ့ကျွန်တော်မြန်မာနိုင်ငံကဆယ်လီလိုဘာလိုတွေပေါ့ဗျာနော်မလီကစောင့်နေတယ်စောက်တော့စောက်တယ်လို့ပြောလို့မရဘူးလားမစောက်ဘူးတဲ့မရှိဘူးတဲ့ဘာမှမရှိဘူးတဲ့အဲ့ဒါကိုသူ့နောက်ကနေတန်ရောင်လိုက်တော့နေရာတိုင်းမှာပါပဲနော် TikTok ဆိုတဲ့ TikTok ဘယ်နေရာတိုင်းအစုံပါပဲမဟုတ်ပါဘူးဆိုပြီးတော့ဝိုင်းပြီးတော့သတင်းပြန်ဖုံးတဲ့သူတွေကလည်းရှိသေးတယ်အဲ့တော့ဒီသတင်းဖုံးတဲ့သူတွေတော့တော်တော်လေးကိုကျွန်တော်အံ့ဩမိတယ်ဗျာနော်အဲ့တော့အခုမဘာသာစစ်တွေပေါ်လာတော့ကျွန်တော်တွေ့ရတယ်နော်တက်တီလည်းရှိကြပါတယ်ကြီးလည်းချီကျူပါတယ်ဒါသူတို့ရဲ့နိုင်ငံရေးကာကွယ်ရေးပေါ့ဗျာနော်ဒီဘာသာရေးကာကွယ်ရေးတခုအနေနဲ့ရှိနေတာကျွန်တော်အသိမဲ့လည်းပြုပါတယ်ကျွန်တော်မဘာသာတွေအားလုံးလေးစားပါတယ်နော်ကျွန်တော်ရဲ့ပြောဆိုရေးကြောင့်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့တော့တော်တော်လေးကိုစိုးရိမ်နေကြမှာပေါ့အခုပြည်သူတွေအနေနဲ့စန့်ကျင်လာကြရောဗျာနော်ဘလို့ပဲသတင်းဖုံးမှာကိုအောင်မင်းကိုကျေးဇူးတင်ရမယ်ဆိုတာကိုအောင်မင်းကတကယ်သတင်းသမားဆိုတဲ့ခါကျတော့ပြတ်သားတယ်ပြတ်သားနဲ့သူကသွားပြီးတော့ဖော်ပါလေရောဟိုမှာတကယ်ပဲဗလီဆောက်တဲ့နေရာရောဆောက်လဲဆောက်နေတာလေရောတွေ့ရောတေချာကိုဖော်လိုက်တာဖော်လဲဖော်အဲ့လိန်တဲ့သူတွေအားလုံးကိုတော်သေးတာပေါ့နှုတ်ဆိုကုံမမလူလိန်ဖြစ်ရကြည့်ရဲ့နော်ကျွန်တော်ခဏကြာကိုမနေဖြစ်ပါနော်ဟုတ်ရင်ကိုမမလူလိန်ကြီးဖြစ်ရလေရနော်တော်သေးတာပေါ့ကျွန်တော်အဲ့ကြောင့်မို့လို့မြန်မာပြည်မှာအမှန်တရားကဘာမှပဲရှိသေးဆိုလို့ရှိရင်အမှန်တရားကထောင်ကြရင်ကြအမှန်တရားဟာနော်ထောင်ကြရင်ကြမကြရင်တေးမယ်တေးခြင်းနဲ့ထောင်ကြခြင်းဒါမှမဟုတ်ပြည်အဲ့နှစ်ခုမှာပဲရှိတယ်ကြံတာတော့ပါဇက်တွေပိတ်ခါတော်မီတက်ပဲနော်စစ်တပ်ထောက်ခံနေတာလဲကျွန်တော်ဒီလူတွေစစ်တပ်ထောက်ခံတာစစ်တပ်ကိုတကယ်ချစ်လို့ထောက်ခံတာလားဒါမှမဟုတ်ရှိရင်ခါတော်မီပေါ့ဗျာနော်စစ်တပ်ပေါ်မှာထောက်ခံရင်းနဲ့လှုပ်ရှားနေရလားပေါ့ဒါတွေတော့တွေ့ရတယ်ဒါပေမဲ့တော့ကျွန်တော်ဒီနေရာမှာဆက်လက်ပြီးတော့ချီးကျူးရမှာတွေတော့ရှိပါတယ်ပြည်တွင်းကဘယ်လိုခေါ်မလဲဆယ်လီတွေပေါ့နော်သူတို့မပြောရဲတော့ညာလည်းပဲသူတို့စိတ်ထဲမှာအဘကိုကြောက်တာပေါ့အဘကိုကြောက်လို့မပြောရဲတော့ညာလည်းပဲသူတို့ရဲ့ခံစားချက်ပေါ့ဒီပေါ့နော်ကဘာရဲမှာဖြစ်နေတော့ဒီအစ္စလမ်ဘာသာဝင်တွေပေါ့နော်အစ္စလာမ်အစွန်းရောက်တွေရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့မြန်မာနိုင်ငံမှာလည်းဒါမျိုးချင်းရတွေဖြစ်လာမှာစိုးရိမ်နေတာလေးကိုကျွန်တော်သွားတွေ့ရတယ်နော်ဒါပေမဲ့သူတို့ကြောက်တာတခုရှိတယ်တော်ကြောက်နေတာကျွန်တော်သွားတွေ့ရတယ်အဘကိုအသေးအောင်ကြောက်တာဘာကြောက်စရာမဟုတ်ဘူးစစ်တပ်ကကြောက်စရာမဟုတ်ဘူးခင်ဗျားတို့ကြောက်မှာဥပဒေကိုကြောက်အောင်အဲ့တော့ခင်ဗျားတို့ကမကြောက်တဲ့အောင်သွားကြောက်နေတာဖြစ်နေတယ်